这切到球面对面批发嘞，阿龙们来口这边教授别来报。这期老居民嘛，这期老居民偏离了民呀路，来比较路上去查哪里个，沿上路港路，来比较路你为咩比啦吧？沿这期老对个对查一些比较嘛，那摆比较近呢，这边连台比较嘛，就差别吧嘞。ပြောနေတော့မှဂျူမီတွေကိုလည်းတေချာရေးစီပြီးတော့စာရမယ်အောင်နှစ်ပိုင်းလေးညှပ်ထားပေးပါတယ်။ဒါကတော့ငရုတ်တီအနီတောင်းကိုမီအပူပေးပြီးတော့လော်ထားတာလေးပါ။ပြီးကျင်ပြီးထားရင်ကအစိမ်းလောက်ဘိုင်းမနာအောင်ပေါ့နော်။ပြီးတော့ဒါလေးကိုလည်းထောင်းပါမယ်။တေချာလေးညှက်နေအောင်ထောင်းပေးလိုက်ပါတယ်။ခြေထောက်တွေလည်းညှိလာပြီဆိုရင်တော့သူတို့ကိုဆယ်ပြီးတော့မှစကားနဲ့စစ်ထားပေးပါမယ်။ထားတာရေကုန်လောက်ပြီဆိုရင်တော့ဂျူမီစလုံးထဲကိုထည့်ပြီးတော့မှထောင်းထားတဲ့ငရုတ်တီလေးကိုထည့်ပါမယ်ပြီးရင်တော့ခြေထောက်ဂျူမီရဲ့အသက်ဖြစ်တဲ့တရုတ်ငရုတ်ချင်း sauce လေးကိုထည့်ပါမယ်ဒီမှာတချို့ကကြက်ခြေထောက်ဂျူမီကိုမာလာအနစ်တွေထည့်တာလည်းတွေ့ရပေါ့နော်အဲ့လိုကကြက်ခြေထောက်မာလာအရတာမျိုးပိုပြီးရတာမို့လို့ကြက်ခြေထောက်ဂျူမီဆိုရင်တော့ဒီတရုတ်ငရုတ်ချင်း sauce လေးကပိုပြီးတော့မှအဆင်ပြေပါတယ်လေးကို3စွန်းကျော်4စွန်းလောက်ထည့်လိုက်ပါတယ်။ဒီမှာအရသာပါပြီးသားမို့လို့စားကိုအများကြီးမထည့်လိုက်ပါနဲ့နော်။ပြီးရင်တော့အရသာအတွက်အချိုမုံပြီးရင်တော့တရုတ်ငံပြားရဲ့အချီလေးနည်းနည်းထည့်ပါမယ်။နောက်ထပ်အရသာလေးနည်းနည်းလေးပိုလေးအောင်ကင်းမုံငံပြားရဲ့နည်းနည်းပေါက်ပေးလိုက်ပါမယ်။ကမာလာမုံကိုထည့်ဖို့မင်းလို့ခဏမွေပြီးမှထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့လက်အိတ်နဲ့တေချာလေးမွေပေးလိုက်မယ်ဆိုရင်တော့အရန်ကိုရတာရှိတယ်ချီလောက်ဂျူမီလေးရပါပြီ။ဒီမှာတော့ဂျူမီရဲ့အဆက်အရတာနဲ့ကျွတ်လေးစားချင်တာမို့လို့အစိမ့်မဲလောက်ထားရပေါ့နော်။ချိုးကတော့ဂျူမီကိုနည်းနည်းလော်ပြီးမှထည့်တာမျိုးလည်းရှိပါတယ်။အဲ့လိုဆိုရင်တော့ဂျူမီထဲအရတာပို့ပြီးတော့မှဝင်နေပေါ့နော်။ခါလုံးရင်ဒီလိုတပူလုပ်ပြီးတော့မှဒီခေတ်တတာတွေထည့်ပြီးစားမယ်ဆိုရင်တစ်ပတ်လောက်ထားပြီးစားလို့ရပါတယ်။အလုံးမဲ့လိုက်လုပ်စားကြည့်ပြီးတော့အရသာဘယ်လိုလဲဆိုတာလာပြီးပြောပြပါအောင်နော်။နောက်ဗီဒီယိုတွေအတွက် subscribe နဲ့ follow လေးလုပ်ပါနော်။